တမပန်းအောင်မသိတကယ်မသိတယ် ဟိုမင်းမှဂျားတဲ့ကဟိုဘေးကြီးလက်ဆောင်ပြီးတော့ ဟင်းအောင်ဥပလိုရမလုပ်ရဲဘူးစားမရှိဘူးအဲ့ဘိုးကြီးက စားမရှိလုံဝိုင်းမင်းဘယ်လိုလုပ်မလဲ လက်ကပါကွာလေး ငါပါဂျားတဲ့အစ်စ်ပါမှာမဟုတ်ပါဘူး ဗျာကြီး မောင်နိုင်တို့ဖြူဖြူတို့နဲ့တွဲပြီးတော့ကြည့်ပါကလေးတို့စာတင်ပေးပါလို့နော်ကဲအဲ့တော့ဆယ်မလေးကဖြူဖြူတို့အိမ်မှာနေမှာအဆင်ပြေလား ပြေရပါဦးလေးရဲ့ကျမလည်းအဖော်လို့ရှိရမှာမဟုတ်တာတယောက်တည်းသမားဆိုတော့ပိုတော့အဆင်ပြေသေးရဲ့ အေးဟုတ်ပါပြီဟုတ်ပါပြီ တွေ့ရဝန်တာပါရဲ့နော်ဆရာမလေး ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ရှင်လိုအပ်တဲ့အကူအညီရှိလို့ရှင်လဲဝိုင်းဝန်းပြီးအကူအညီပေးကြပါဦးနော် ဆရာမလေးအဲ့တော့ဘာမှမပူနဲ့နော်ဆရာမလေးရဲ့ဝေယဝတ်စတောက်တူမရခိုင်းဖို့တက်ကိုကျွန်တော်စီစဉ်ပြီးသားနော်ရောအဲ့ကောင်ဘသူရောဟဲ့လက်ကဝေးတဲ့ကဲမဟုတ်ဘူးလေလက်ကဝေးဆိုတဲ့နာမည်ရှိလို့လားလို့ လက်ကဝတ်မဟုတ်ဘူးလေ ဟောနာယီတော်သေးတာကွာနာယီတတိယပါနာယီဆိုတော့တခြားမဟုတ်ဘူးဟောက်မှာဟဲ့နာယီမင်းဘာလုပ်နေလဲ तू မျိုးဆီယမလေးနဲ့မိတ်ဆက်ပေးနေရလေ အေးပါကျုံးသိပါတယ်ဦးလေးကဒီကဆံမလေးခိုင်းတာလုပ်ပြီးရောမယ်မလားကျုပ်ဘိုက်စားနေပြီဒီမှာလည်းအမေကစောင့်နေတွားနေတော့မယ် အေးတက် ဘောလုံးလုံးချောက်သွားပြန်ပြီဆီယမလေး तू တော့အဲ့လိုပဲခိုင်းလို့ကောင်းတယ်ဖင်ပေါ့တယ်နော်အဲ့ညီလေးတစ်ခုပဲရှိတယ် ဟုတ်ရပါတယ်လေးလေးရဲ့လူတကူစစ်တမျိုးစီပဲပေါ့ ဆရာမလေး ရှင် ဒီနေ့ညစာအတွက်ဘာစားမှာလဲ ရပါတယ်အထူးတက်လေတော့စားကျင်တာလည်းမရှိတော့ပါဘူးခီးပန်းလာတာဆိုတော့နည်းနည်းပဲနားကျင်နေပြီ အော်ဟုတ်သားပဲဆရာမလေးပြင်ပန်းလာတာနားကျင်ပါဗောကဲဟုတ်ပြီဆရာမလေးအဲ့ဆိုနားတော့နော်ကျုပ်တို့အားလုံးပြန်လိုက်ကြမယ်ကဲပြန်လာ